มีกว่าผู้ပြီးခဲ့တဲ့တစ်ခေါက်ကငါ့ကိုဂိမ်းပြိုင်စော့ရတယ်လေကွာဟိုပတ်ကြီးမိုဘိုင်းဝိုးမတ်ပြိုင်စော့ပါအဲ့ဒါ9နိုင်တော့မဟုတ်ဘူးလားမင်းတော့မှငါ့ကို breakfast မဝင်ကသွားဝယ်ပြီးဟာလေကွာဘာလို့ငါအခုမင်းကိုရှီခဲမုတ်ဝယ်ကျွေးရလဲကွာမင်းနိုင်တော့မှမင်းရှီခဲမုတ်ငါလိုက်ဝယ်ကျွေးရမှာမဟုတ်ဘူးလားကွာငါ့ကိုအဲ့လိုမျိုးသဘောတူညီမှုလုပ်ထားတာလေဝိစမမှားနေပြီတခြားစဉ်းစားပါအောင်ဗျာနေကင်းပိုင်းတော့ဟုတ်တယ်လေညာပိုင်းတော့တစ်ခေါက်ဘိုးတွေပြန်ပြီးတော့ပြိုင်စောကြတော့ဘိုးနိုင်သွားတယ်ဗျာအဲ့ဒါကြောင့်အခုကိုကြီးစမတ်ကိုရေကမုတ်ဆိုင်ကိုခေါ်လာတာဒီပါကွာငါကတိနဲ့ငါဆိုရဲလိုက်ဝယ်ကျွေးရမှာပေါ့မင်းကွာတနေ့ဒီရှီခဲမုတ်ကြီးစားနေရချောင်းလည်းမစိုးနိုင်ဘူးပြီးတော့မင်းမရိုးနိုင်သေးဘူးလားကွာရေခဲမုတ်တွေအဲ့လောက်စားနေရဒီကောင်ဒုက္ခပဲဟိုဘက်ကသူရဘာလည်းမသိဘူးလူမိုက်တွေလားမသိဘူးအေးပုံစံတွေရောနော်ထောက်တော့တိတ်မကြည့်ဘူးရောင်ရေးဆက်လိုက်လေးတပွားပွားနေဒီဘေးမှာလေဂိမ်းဆိုင်အစ်စ်တွေလားမသိဘူးဒီမှာဆိုင်ကန်အစ်စ်တွေဖွင့်ထားတာပဲငါမသိဘူးကွာတဘာဆိုင်လည်းမသိဘူးဂိမ်းဆိုင်တွေဖြစ်ဖို့များတယ်ကွာ arcade games တွေရောင်ရေးမိုက်တွေရောင်ရေး Oh my god ဒီဘက်က bounty around ကကြောက်ဒါလေး arcade games ပဲကွာမလေး arcade games တွေ skill and bar ဆို crossbow တွေဟာမိုက်တော့မိုက်တယ်ကွာဒီမှာတစီးရောတဲ့ပြောဒီဘက်က game ဆိုင်တွေအများကြီးအသစ်ဖွင့်ထားတာကွာငါသိအောင်မသိဘူးဟိုဘက်ကအစားတောက်တမ်းပဲရောက်နေတယ် Legos Dinner okay ကဲဘိုးလာကွာငါရေကမုတ်ဆိုင်မင်းကိုလိုက်ပို့ရပြန်အောင်မေးဒီကောင်ကဒုက္ခပဲဘိုးလာဟိုမှာနင်းဒီကောင်ကိုဂတိပေးတာရေခဲမုတ်ကိုမှတပတ်လုံးဝယ်ကျွေးမလို့ဂတိပေးတာဒုက္ခပါပဲကွာမေ့ကြအောင်စောင်းတာလည်းမရဘူးဒီကောင်ကတတိရတယ်ကွာငါပြောနေကြားတော့အောင်ရေခဲမုတ်ဆိုင်ဆိုတော့ထုံးစံတိုင်းဟိုဘက်ကဦးလေးစီပဲသွားဝယ်ရကောင်းမယ်တင်နေကွာပြပူလာဒီဘက်ကရဟတ်ကြီးရလဲနော်လဲရောလဲသူတွေလည်းအမြဲစီးနေကြဟိုမှာလဲလက်မှတ်ရောင်းတဲ့ဦးလေးလားမသိဘူးအမြဲကစားကွင်းရောက်စီကားနေရပဲကွာဘယ်ချိန်ဖြစ်ဘလို့ရက်ဖြစ်နေကင်းဖြစ်နေ့လည်းဖြစ်ညနေဖြစ်ညဖြစ်လာကြည့်လို့ရှိရင်နော်မင်းစီကားနေရပဲဒီမအော်ရကဲဘို့လာမင်းစီကမဟုတ်ဘယ်နှခုလဲတစ်ခုပဲမလားဘယ်တစ်ခုပဲရမှာလဲနှစ်ခုစားမယ်လေဗျာမဟုတ်သုံးခုအီတီယိုပါကိုတစ်ခုကျွေးချင်သေးတယ်ပြီးတော့ကိုကြီးစမတ်ဂတိပေးထားလို့ပဲတပတ်တိဘဘို့ညနေတိုင်းလိုက်ဝဲကျွေးရမှာနော်ဟေးအောင်နှစ်ခုတော့မလုံးပါနဲ့ကွာတစ်ခုပဲစားပါတပတ်လုံးဝဲကျွေးဆိုလဲဝဲကျွေးမယ်နော်တစ်ခုပဲစားအဲ့တော့တယောက်တစ်ခုမင်းတစ်ခုအီတီတစ်ခုနှစ်ခုဝယ်ပေးလိုက်မယ်နော်ဦးလေးဆိုင်ရှင်ကဘယ်ဝိုင်းလဲမသိဘူးဦးလေးဒီမှာဦးလေးဟိုကရေခဲမုတ်နှစ်ခုလောက်ပေးပါဗျဘို့ဘာအရတာစားမှာလဲဘာဖီဗာစားမှာလဲဟာကောင်လေးတို့မင်းတို့ရေခဲမုတ်လာဝယ်ကြရလားကွာ sorry ကွာဒီနေ့ရေခဲမုတ်ဆိုင်ပိတ်ထားတယ်ကွာဘာလို့လဲဆိုတော့ရေခဲမုတ်လုံးမဲ့ပါဝင်ပစ္စည်းတွေကပစ္စည်းပြတ်နေလို့ငါလိုက်ဝယ်လို့မရဘူးကွာပြီးတော့မင်းတို့တခြားဆိုင်တွေလည်းလိုက်ရှာမနေကြနဲ့ရောမြို့တစ်မြို့လုံးမှာရေခဲမုတ်ဆိုင်တွေအားလုံးပိတ်ထားတယ်ကွာတပတ်တိငါ့ကိုပါဝင်ပစ္စည်းအရသာပစ္စည်းတွေပြတ်နေလို့ကွာအဲ့ဒါနောက်တစ်ဖက်လောက်မှတမျိုးလုံးကရေခဲမုတ်ဆိုင်တွေပြန်ဖွင့်ကြမှာကွာအဲကြမှာမင်းတို့ရေခဲမုတ်ပြန်စားလို့ရမယ်ဟာဦးလေးတကယ်ပြောရလားဟာအေးရောက်ကြီးဖျားမတာပဲကဲဘိုးရေမင်းကြားတယ်နော်ငါဝယ်မကျွေးရမဟုတ်ဘူးကွာဆိုင်တွေအားလုံးပိတ်ထားတယ်တဲ့တပတ်တိပိတ်မှာတဲ့ဘာရေခဲမုတ်ဆိုင်မှာတမျိုးလုံးမှမဖွင့်ဘူးတဲ့ကဲမင်းတော့ကန်ဆိုးပါပဲပြီးတော့ရေခဲမုတ်တွေအမြဲမစားရလေကောင်းပါရဲ့ကွာမင်းချမ်းမာရေးအတွက်မကောင်းတခါလေးစားရခိစားမရှိဘူးဒါမဲ့မင်းဆိုင်ချောင်းဆိုးပြီးတော့နေမကောင်းဖြစ်မယ်ကွာနော်မင်းလေချောင်းတွေပါရင်နာမယ်အတန်တွေပါရင်ဝင်မယ်ကွာအဲ့တော့မစားနဲ့တော့နော်တခြားမုတ်စားပါလားငါလိုက်ဝယ်ကျွေးမယ်လေဟာဗျာရေခဲမုတ်စားရမှာဆိုမှာဘာမှမသိဘူးဗျာတို့ကပဲတမျိုးလုံးဝဆိုင်တွေကုန်ပိတ်ထားတယ်ဘို့စိတ်ညစ်သွားပြီဗျာအိမ်ပဲပြန်တော့မယ်အောင်လက်ကြီးနဲ့ပဲသွားဆော့တော့မယ်အေးအဲ့ဒါလည်းကောင်းတာပဲမင်းအောင်နဲ့ပဲသွားဆော့လိုက်တော့ကဲအဲ့ဆိုငါ့ကိုအိမ်ပြန်ကြရဖို့ကွာအာယုံညုံရောင်ကြီးငါနည်းနည်းလေးဖိုက်ကနည်းနည်းနာလာတယ်ကွာမနက်ကဗာလေအတုတ်တွေအများကြီးစားလာနည်းနည်းများသွားလားမသိဘူးဖိုက်ကနည်းနည်းရစ်လာပြီအဲ့တော့ဟိုလေတွိုင်းလေးခဏပြေးလာအောင်ပဲကွာခဏဒီမှာပဲစောင့်နေတော့ငါဒီနေ့ကိုပြန်လာခေါ်မယ်ဦးလေးသူများရဲ့ဒုက္ခမပြီးတော့ပါဘူးကွာနော်ဘို့မင်းဒီမှာပဲစောင့်နေကွာငါသူများတွေရောမအပ်ခဲ့ချင်ဘူးကွာနော်ဒီနားလေးမှာစောင့်နေတော့ရောက်ငါတွိုင်းလက်သွားပြီးရင်အမြန်ပြန်လာခဲ့မယ်အလုံးစုံ9မိနစ်10မိနစ်ပေါ့ကွာနော်ခဏနေပြန်လာခဲ့မယ်တွိုင်းလက်ကဟိုလှေကားအောက်လေးဆင်းရုံဆိုရင်ရောက်တယ်နော်ခဏနေခဲ့နော်ဘယ်မှရှောက်မသွားနဲ့နော်ကိုစမကလည်းလောက်ပြီဗျာအမြန်သွားဘဘိုးဒီမှာစောင့်နေမယ်အမြန်လာပြန်လာခဲ့အေးပြီးရောမြန်ပါကွာခဏလေးပဲကဲတွိုင်းလက်ကိုအမြန်ပြေးရမယ်ဘဘိုးတယောက်ထဲလည်းငါအကြာကြီးလွတ်မထားကြဘူးကွာတကောင်းလည်းငါတိတ်ပြီးစိတ်ချရမှာမဟုတ်ဘူး
ကဲတွိုးမယ်တွိုးလိုက်အကိုကြီးဘေးကျွန်တော်ဘိုင်းနေလို့ဗျ ကိုကြီးစမတ်တို့ကအရေးအကြောင်းဆိုလုပ်ပြီကွာငါမှရေခဲမုတ်ဆိုင်တွေပိတ်လို့စိတ်ညစ်နေရရဲ့ကြားဟာအလကားနေတွိုင်းလက်ကသွားရပြီအိမ်ကျမ်းမှာသွားလဲရတာကွာငါဟိုနားဒီနာရေခဲမုတ်ဆိုင်တွေဖွင့်အောင်မလားလိုက်ပြီးတော့ရှောက်ပြီးကြည့်လိုက်အောင်မယ်ကွာဟိုဦးလေးပြောတဲ့စကားလဲတိတ်မယုံပါဘူးကွာကိုကြီးစမတ်နဲ့ကြိုပြီးတော့တိုင်ပင်ထားပြီးငါ့ကိုမဝဲကျွေးချင်လို့တမန်ကပြောနေရလားမသိဘူးငါကိုယ်တိုင်ဒီနားမှာရေခဲမုတ်ဆိုင်တွေထပ်ပြီးတော့ရှာကြည့်ရမယ်ကွာဟိုဘက်ရှိနာမှာရေခဲမုတ်ဆိုင်တွေရှိအောင်မဲ့တင်တယ်ကွာဟူကုန်လူဟာဟိုကအဖိုးကြီးကငါ့ကိုလှမ်းခေါ်နေရတာမသိဟုတ်ကဲ့အဖိုးဘာလဲဗျကျွန်တော်ကိုဘာလို့ခေါ်ရလဲဗျကျွန်တော်ရေခဲမုတ်မစားလို့စိတ်ညစ်နေရတော့ဗျဘာခိုင်းမလို့လဲ ဘာမှမခိုးပါဘူးကွာမင်းကရေခဲမုတ်စားချင်နေရလားမင်းစားချင်တဲ့ရေခဲမုတ်ကိုငါဝယ်ကျွေးနိုင်ပါရဲ့ကွာဗျာတကယ်ပြောရလားဟာအဖိုးတကယ်ပပစားချင်တဲ့ရေခဲမုတ်ဝယ်ကျွေးမှာလားဟာပြောလိုက်တာဗျာဒါဆိုပပရေခဲမုတ်ဝယ်ကျွေးပါနော်ပပရေခဲမုတ်စားချင်လို့ကောင်းပြီလေဒါဆိုငါမင်းကိုရေခဲမုတ်ဝယ်ကျွေးမယ်ရေခဲမုတ်မင်းဘယ်နှခုစားချင်လဲပြောဘယ်နှခုစားချင်လဲဟဲ့လားဘယ်နှခုစားရင်ကောင်းမလဲ10ခုစားမယ်ရေခဲမုတ်10ခုစားမယ်ရေခဲမုတ်10ခုပပကျွေးပါနော်ဒါပေမဲ့အခုအမြန်ကျွေးမှရမယ်ပပလည်းအမြန်စားရမှာခဏနေပပရဲ့ကိုကြီးစမတ်ကဟိုတွိုင်းလက်ခဏသွားတာပြန်လာလိမ့်မယ် तू မသိအောင်လို့ပပစားရမှာရေခဲမုတ်10ခုစားမယ်အေးကောင်းပြီလေဒီမှာမင်းအရင်စားချင်တဲ့ရေခဲမုတ်တွေဘိုင်လေးရောက်ပေါ့သွားပြီကွာအခုမှပဲနေတိုင်းနာရှိသွားရဲ့ဟိုကောင်ပပအောင်ငါ့ကိုစောင့်နေရ15မိနစ်လောက်ရှိသွားပြီထင်တယ်ကွာဒုက္ခပဲဒီကောင်ရေခဲမုတ်မစားလို့ဘူးနေရကွာညွန်တင်ဒီကောင်ဟိုနားမှာငါစောင့်ခိုင်းတာရယ်နော်ဟာယောဘဖေရောက်သွားလေကွာဒီကောင်ဒီနားမှာစောင့်နေလို့ငါတေချာမှာထားတာကွာဘယ်ထွက်သွားလဲမသိဘူးဦးလေးဟိုကလေကျွန်တော်ညီပလေးခုနအင်ကြီးဆက်ရောက်နေအုတ်ထုံနဲ့ကောင်လေးလေသူဘယ်ထွက်သွားလဲဗျဦးလေးမြင်လိုက်လားမသိဘူးဟိုကောင်လေးလားသူဟိုရှေ့ကလမ်းချတဲ့ကိုဝင်သွားတာငါတွေ့လိုက်တယ်ကွာဟုတ်ကဲ့ကျေးဇူးပါကွာပြောစကားဆိုရင်နားမထောင်ဘယ်ထွက်သွားလဲမသိဘူးဒီလမ်းချလို့ငါ့ကိုပြောလိုက်တာပဲရေးအေးအောင်ဟမ်မင်းဘယ်လျှောက်သွားနေရလဲငါမင်းပြောက်လို့လိုက်ရှာနေရကွာနေပါဦးမင်းဒီချောင်ထဲမှာဘာလာလုပ်နေရလဲမင်းပါစမ်းပါလေဘာပေးနေရလဲကွာပြုတ်တာရေခဲမုတ်တွေလားရေခဲမုတ်တွေပေးနေရလားမဟုတ်ပါဘူးရေခဲမုတ်ပေးတာမဟုတ်ပါဘူးဗျာဘာမဟုတ်ကိုစမဲအဆင်ပြေပြီမလားဘဘပြန်ချမယ်လေဗျအေးပြန်မယ်ရေခဲမုတ်တွေနဲ့တော့တူပဲနော်တကောင်းပါစမ်းမှာပေးနေရဒါပေမဲ့ရေခဲမုတ်လည်းဖြစ်တော့မဖြစ်နိုင်ပါဘူးဟိုဦးလေးပြောအောင်ညာဆိုတမျိုးလုံးကရေခဲမုတ်တွေအားလုံးကတပတ်တိတိပစ္စည်းပြတ်နေမှာဆိုတော့ဒီကောင်ဘဘယ်မှရေခဲမုတ်စားလို့ရစရာအကြောင်းမရှိဘူးငါပဲရှောက်ထင်နေမှာပါခေအဲ့ဆိုသွားမယ်ကွာမင်းကလည်းငါ့ကိုစိတ်ပူအောင်လုပ်တယ်လာငါ့ကိုအိမ်ပြန်ကြမယ်ကွာအောင်နေကြီးကိုပဲဒီနေ့အချိန်ပေးကြရပေါ့ကွာနော်ပြင်စောအိတ်ကြရပေါ့ Later that night ကဲပပကြီးမိုးလဲချုပ်ပြီဆိုတော့ငါ့ကိုအိတ်လိုက်ကြရပေါ့ကွာအခုတော့စောအိတ်ရမယ်မင်းငါပေးထားတဲ့ကတိတိုင်းရေခဲမုတ်ငါဝယ်မကျွေးနိုင်ဘူးဆိုပေမဲ့လေမနေ့ဖန်ကျရင်ကစားခွင့်လိုက်ဖို့မယ်လေနော်အဲ့တော့စောအိတ်ပြီးတော့စောထားကြရပေါ့โอเคကိုကြီးစမတ်ဒါဆိုပအိတ်တော့မယ်နော်အေးgood night ငါညီနေပေါင်းဒီကောင်ဘာရီနေရလဲကွာမဟုတ်ကတခုလှုပ်ထားရပုံပဲဘာမှလည်းလှုပ်တာမဖြစ်နိုင်ပါဘူးငါပဲစိတ်တွေထင်နေရနေမှာပါကဲမိုးချုပ်ပြီဆိုတော့အိတ်လိုက်ကြရအောင်ဝါဘန်နာရီအောင်ထိုးဝိုက်လည်းမသိဘူးကွာမိုးတော်မှာအတော်လင်းနေပြီကွာနေပေါင်းငါဖို့ကစားခွင့်မနဲ့ကြရင်လိုက်ဖို့ပဲပြောတာနောက်ထောင်ကြနေပြီအေးနေုံငါညကလေအောင်နှက်ကိုအစာမကျွေးမိဘူးကွာလောဆယ်နုံချင်းအောင်နှက်ကိုအစာပြေးကျွေးလာအောင်မယ်အောင်နှက်ကြီးရေနေပေါင်းအောင်နှက်ကဖဲထွက်သွားရလေကွာအီတီများလမ်းလျှောက်ထွက်တာခေါ်သွားလားမသိဘူးနေပေါင်းပုံမှန်ဆိုရင်ဒီလိုမျိုးမနက်ခင်းပိုင်းအောင်နှက်ကဒီမှာရှိနေရမှာပါကွာဘယ်လိုပြီးတော့အောင်နှက်ပျောက်နေရလဲပြီးတော့မှငါ ET ကိုဖုန်းဆက်ပြီးတော့လှမ်းမေးကြည့်လိုက်အောင်မယ်။ तू ခေါ်သွားပဲဖြစ်မှာပါ။ပြီးတော့ဘဘိုးပြဿနာရှင်းရအောင်မယ်။ဘဘိုး sorry ကွာငါအဲ့ရထားနောက်ကျသွားတာကွာ။ဘဘိုးဒီကောင်ငါ့ကိုစိတ်ဆိုးနေပြီလားမသိဘူး။ဘဘိုးနိုးပြီလားဘဘိုးဟမ်အာယောဘဘိုးခန်းရှိမှာဘာဟောင်းလဲကွာ။နေစမ်းမောင်ဒါခွေးလားခွေးလည်းမဟုတ်သေးပါဘူး။ခေါင်းကလူမျက်နာကွာ
နှာခေါင်းကလည်းဝက်နှာခေါင်းကြီးနဲ့နှရွက်ကလည်းခွေးနှရွက်ကြီးနဲ့နေကိုစပင်းနေလဲပါနေပါလားကွာအားရောက်ဒါဘာအောင်ကြီးလဲကွာပြီးတော့လေဘက်ဟာဒါအောင်နဲ့ရဲ့လေဘက်ပဲအစိမ်းရောင်လေးအောင်နဲ့လားဟာတခြားကြီးမှာခန္ဓာကိုယ်ကအောင်နဲ့ရဲ့ခန္ဓာကိုယ်ကြီးကွာဟာရောက်ကြီးအောင်နဲ့ဘလို့ဖြစ်သွားလဲကွာဒီုံတခုခုအောင်မားနေပြီဟဲ့အောင်မင်းဘာတူလဲကွာဘလို့လောက်ပြီးတော့ငါအိမ်ထဲကိုဝင်လာတယ်အောင်နဲ့လည်းမဟုတ်ပါဘူးစပင်းနေနဲ့မင်းမျက်နှာကိုလည်းငါမြင်ဘူးနေလို့ပဲအဲ့မျက်လုံးတွေကိုငါရင်းနှီးမှတ်မိနေရနော်ကိုကြီးစမဲကိုကြီးစမဲကဲပါဦးရဘိုးပါဗျဘိုးပါဘိုးဒုက္ခရောက်ပြီဗျဘိုးအောင်နဲ့ခန္ဓာကိုယ်နဲ့ဘိုးခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားပြီဗျမနကအောင်နဲ့ကြီးကိုမုတ်ကျွေးမို့ဆိုပြီးတော့ဘိုးသူ့နောက်တက်သွားတာအဲ့ဒါရုပ်တရက်ဝူရှူဝါရှာရေးဖြစ်ပြီးတော့ဘိုးခန္ဓာကိုယ်နဲ့အောင်နဲ့ပေါင်းစည်းသွားပြီးတော့ဘိုးအခုအောင်နဲ့တပိုင်းဘိုးခေါင်းနဲ့ဖြစ်နေပြီဗျဟမ်ငါညီဘိုးဟာဒုက္ခပဲဘလို့ဖြစ်ကုန်တာလဲကွာဘလို့လောက်ပြီးတော့မင်းနဲ့ခန္ဓာကိုယ်နဲ့အောင်နဲ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားရလေကွာဟာဒုက္ခပဲရောင်ကြီးမင်းရောတိုင်တော့ပတ်ပြီမင်းမနေ့ကမဟုတ်တာတခုများလောက်ခဲ့မိသေးလားဟာဒီတိုင်းတော့ဖြစ်သွားမှာမဟုတ်ဘူးကွာမင်းတို့တခုခုသွားပြီးတော့စမ်းပြီးလို့ဒီလိုဖြစ်ကုန်တာဖြစ်မယ်ကွာဟာဘိုးကြီးမင်းတို့အခုကစပြီးတော့ဘိုးမဟုတ်တော့အောင်နဲ့လည်းမဟုတ်တော့ဘိုးအောင်နဲ့ဖြစ်သွားပြီကွာဘလို့လောက်အောင်မလဲဘိုးအောင်နဲ့ဖြစ်သွားပြီငါနေနေအီဒီကိုငါတွားရှာလာအောင်မယ်ကွာဟာအီဒီရောက်ရေကဲပါအောင်အီဒီရေကဲပါအောင်ဒီမှာဘိုးအောင်နဲ့ဖြစ်သွားပြီကွာဟာအီဒီဟာယောအီဒီရှိဟာအီဒီရေမင်းတငယ်ချင်းကိုလည်းလာကြည့်ပါအောင်ကွာဘိုးခွေးဖြစ်သွားပြီကွာခွေးဖြစ်သွားပြီဒီကိစ္စနည်းနည်းလိမ့်မယ်အိုင်ဘီရဲ့ဘိုးကအခုအောင်တဲ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားတာဒီတိုင်းတော့မဖြစ်နိုင်ဘူးကဲဘိုးမင်းငါတို့ကိုမလိမ့်မဲနဲ့မှန်မှန်ဖြစ်အဲ့ဒါမှငါတို့နီးလဲစဉ်းစားပြီးလို့ရမှာကွာမင်းအခုမနေ့မှအောင်တဲ့ခန္ဓာကိုယ်နဲ့ပေါင်းစည်းသွားတာဆိုတော့မနေ့ကမင်းဘာလုပ်ခဲ့လဲမှန်မှန်ဖြစ်နော်မဟုတ်ရင်မင်းဒီလိုကြီးပဲဖြစ်နေလိမ့်မယ်ကွာမင်းတဘွားလုံးဘူအောင်တဲ့ဖြစ်နေဘဝဒီလုံးချက်သွားလိမ့်မယ်နော်ဟုတ်တယ်ဘိုးကြီးမင်းငါတို့မလိန်နဲ့ကွာအမှန်တိုင်းတာဖြေမင်းကငါ့ကိုစုလဲမစုခလားရိုက်လဲမရိုက်ဘူးဆဲလဲမဆဲဘာမှမလုပ်ကွာနော်မင်းကိုအောင်တဲ့ခန္ဓာကိုယ်နဲ့ငါ့ကိုပြန်ပြီးတော့ခွဲပေးခြင်းနဲ့ကွာအဲ့တော့မနေ့ကဘာဖြစ်ခဲ့လဲငါမသိအောင်မင်းဘာလုပ်ခဲ့လဲအမှန်တိုင်းတာဖြေရောကွာငါ့ကိုဝိုင်းပြီးတော့ကူညီပေးလို့ရမှာအဲ့ဒါမှဘိုးဘာမှမလုပ်မိပါဘူးဗျာနေုံတခုရှိရဲ့ဗျာကိုစမဘိုးမစူပါဘူးနော်ဘိုးပြောပြမယ်ဟိုမနေ့ကလေဘိုးရေခဲမုံဆိုင်နာမှာကိုစမတွိုင်းလက်သွားတဲ့အချိန်လေဘိုးတခြားရေခဲမုံဆိုင်တွေများဖွင့်မလားဟိုကြည့်လိုက်ကြည့်ရဲဗျာအမှလမ်းကြားထဲကဖြတ်သွားတဲ့အချိန်မှာအဖိုးကြီးကဘိုးလမ်းခေါ်လို့ဘိုးသွားကြည့်ရောဘိုးရေခဲမုံစားမလားဆိုပြီးတော့မေးတယ်ဗျာပြီးတော့ဘယ်နှခုစားမလဲမေးတော့ဘိုးလည်းရေခဲမုံ10ခုတောင်မှစားမိခဲ့တယ်ဗျာအဲ့ဖိုးကြီးခဏနေတော့ဝုန်းဆိုပြီးတော့ပျောက်သွားတော့ဗျာခဏနေတော့ကိုကြီးစမရောက်လာပဲအဲ့ကိစ္စနဲ့များဆိုင်နေမလားဟင်အေးဒီကိစ္စတူယိုသားရောမဖြစ်နိုင်ဘူးဘိုးရဲ့ရေခဲမုတ်တွေကတမျိုးလုံးမှာကုန်နေရသည်ကွာမင်းပြောတဲ့အဖိုးကြီးကဘယ်ရရေခဲမုတ်တွေရလို့မင်းကိုကြွေးရလဲပြီးတော့10ခုအောင်မင်းကဘာလို့10ခုအောင်စားရတာလဲကွာအာဒုက္ခပဲအဲ့ဖိုးကြီးကတာမန်ဖိုးကြီးရောမဖြစ်နိုင်ဘူးဘိုးကြီးတခုခုတော့တခုခုပဲကွာအဲ့ရေခဲမုတ်10ခုလုံးမင်းစားမိသွားလို့မင်းအခုလိုဘိုးအောင်နဲ့ဖြစ်သွားတာပဲအာအီဒီတခုလောက်ပါအောင်ကွာဘိုးငါ့ကိုဘလို့ပြန်ကေလို့ရအောင်မလဲလို့ဒီကိစ္စမျိုးဆိုတာကအီဒီရဲ့တိတ်ပတ်ပညာနဲ့လည်းဖြည့်ရှင်းလို့မဖြစ်နိုင်ဘူးဗျခက်ခဲလိမ့်မယ်အဖြေရှာလို့ခက်တယ်အဲ့တော့ဘိုးနဲ့အောင်နဲ့ကိုတကွဲတပြားစီပြန်ပြီးခန္ဓာကိုခွဲထုတ်ပေးနိုင်ဖို့အကောင်းဆုံးနည်းတော့ဘိုးရေခဲမုတ်ကျွေးခဲ့တဲ့ထူးဆန်းတဲ့အဖိုးကြီးကိုအီဒီရဲ့ပြန်ရှာဖို့ပဲဟုတ်တယ်အဲ့အကြံအကောင်းဆုံးပဲကဲ EDA ဒါဆိုလဲမင်းရဲ့တိတ်ပံပညာနဲ့နေပါအဲ့အဖိုးကြီးရဲ့တီနေရာကြီးပါရှာကြည့်လိုက်ကွာနော်မြို့ထဲက CCTV ပါ hacking လုပ်ပြီးတော့နေပါလိုက်ကြည့်လိုက်ပြီးတော့ဘိုးမင်းအောင်ငါနဲ့လိုက်ခဲ့ပြီးတော့ငါ့ကိုကစားကွင်းသွားကြမယ်ကစားကွင်းမှာမင်းအဲ့အဖိုးကြီးကိုတွေ့ခဲ့ရဆိုတော့ကစားကွင်းမှာပဲငါ့ကိုအရင်စပြီးတော့ပြန်ရှာကြည့်ရမယ်ကွာကဲသွားမယ်ကွာ EDA တခုထွင်ငါ့ကိုဖုန်းဆက်လိုက်နော်ဘိုးကြီးမင်းဟိုဖိုးကြီးနဲ့တွေ့ခဲ့ရဆိုတာဒီနေရာဆိုတာတေးကြရလားကွာအဖိုးကြီးကဒီနားတစ်ဝိုက်မှာတော့မရှိဘူးနော်ကွာတနေရာများထွက်သွားလားမသိဘူးဒီမှာသူရှိရဲဆိုတာမင်းမြင်ခဲ့ရတေးကြရလားတေးကြပေါ့ပဲကိုကြီးစမတ်ရဒီနေရာမှဒီနေရာပဲဗျ
ဘဘအဲ့ဖိုးရဒီနေရာမှာစားတွေ့ခဲ့တာပြီးတော့ကိုကြီးစမတ်လေဘဘဒီနေရာမှာရေခဲမုတ်စားနေရတွေ့ရမလားဘဘပါစမှာဘာပေးလဲအောင်မေးတည့်ရတယ်တကယ်တော့အဲ့ဒါရေခဲမုတ်တွေပေးနေရဗျဘဘလည်းခဲ့မိရဲ့အတွက်ဘဘတောင်းမှမှာရနော်ဘဘကဲပါအောင်ကိုကြီးစမတ်ရဲ့အဲ့ဖိုးရဘဘဘယ်လိုဆက်ရှာရမလဲဗျသူဒီမှာလည်းမရှိဘူး အေးဒီမှာမရှိရင်တော့ဒီနားတော့ဝိုင်းငါ့ကိုထက်ရှာကြည့်ကြတာပေါ့အခုတော့ငါမင်းကိုအပြည့်မရှိရောပါဘူးကွာမင်းလည်းကိုယ့်အကူဒုက္ခရောက်နေတာဆိုနောက်တစ်ခါငါ့ကိုအဲ့လိုမလိန်နဲ့ကွာနော်မင်းသူကြီးကိုလိန်တာမကောင်းဘူးကွာငါ့ကိုအဲ့လိုလိန်လို့လဲဒီလိုမျိုးဖြစ်တာမင်းငါအမှန်တိုင်းပြောရင်တော့ငါမတင်ငါဖြစ်ပြီးတော့ဖိုးကြီးကိုလိုက်ရှာရင်မနေ့ကချက်ချင်းဆိုရင်ငါမှီနိုင်သေးရဲ့ကွာမင်းလိန်လို့ဖြစ်တာကွာနောက်တစ်ခါမလိန်နဲ့ကြားလားအခုတော့ဘာမှလည်းမတက်နိုင်တော့ဘူးလေပြီးတော့မင်းသူများကျွေးတာရမ်းတမ်းပြီးတော့ရှောက်စားတာကိုကွာဒစိမ့်နေကျွေးရအောင်အဲ့လိုမျိုးကိုနဲ့မသိရဲ့လူတွေကျွေးတာကိုအဲ့လိုမစားရဘူးကွာတော်ကြမင်းကိုဖမ်းပြီးတော့လူကုန်ကူးတော့ရင်ဘယ်လိုလုပ်မလဲမင်းတခြားနိုင်ငံကိုဟိုရောင်းစားရဲ့ခလေးခိုးရဲ့အဖွဲဆိုဘယ်လိုလုပ်မလဲကွာ ဘဘနောက်တော့ရပါပြီဗျာအခုတော့အဲ့ဖိုးရဘဘအမြန်လိုက်ရှာရအောင်နော်ဘဘဒီလိုမနေချင်တော့ဘူး အေးပါကွာဘာမှစိတ်ပူပါနဲ့ငါတို့တနည်းမဟုတ်တနည်းနဲ့ကိုရှာတွေ့မှာပါဤတီလည်းအခုသူနီးသူခံနဲ့လိုက်ရှာပေးနေရပဲလေအဲ့တော့ငါတို့ဒီနားမှာလိုက်ရှာကြည့်ရမှာပေါ့ရှာကြည့်မယ်လားပြောဒီမှာရှာနေငါတို့တနားရီနီးပါးလောက်ရှိနေပြီကွာဘယ်မှာလဲဘဘပြောရဲ့အဖိုးကြီးကိုငါတို့ရှာမတွေ့ဘူးဘဘစိတ်မကောင်းဖြစ်မှာစိုးလို့တာလန့်မှာစိုးတာငါမပြောတာငါလည်းဘလို့ရှာမလဲမသိဘူးကွာဒုက္ခပဲနေအောင်ဟိုမှာလက်မှတ်ရောင်းတဲ့ဦးလေးကိုတွားမေးကြည့်ရင်ကောင်းလားမသိဘူးမနေ့ကသူဒီမှာတောက်လျှောက်ရှိနေရဆိုသူမြင်မိမလားမသိဘူးဟိုကဦးလေးကျွန်တော်တခုလောက်မေးချင်လို့ဗျဟိုကလေဒီနားတဝိုင်းမှာလေအဖိုးကြီးတယောက်ဗျာနည်းနည်းသူ့ပုံစံထူးဆန်းနေလိမ့်မယ်ပြီးတော့လူတွေကိုရေခဲမုတ်လိုက်စားမလားဆိုပြီးတော့လိုက်မေးနေရဲ့အဖိုးကြီးတယောက်ဗျာပုံစံကတော့ကျွန်တော်ညီပြောပုံရဆိုရင်နည်းနည်းစုပ်ပြက်နွမ်းပါနေဗျာအဲ့လိုအဖိုးကြီးများမြင်မိလားလို့ကျွန်တော်အရေးကြီးလို့ပါဗျာသူနဲ့တွေ့မှဖြစ်မှာမလို့ မင်းပြောတဲ့အဖိုးကြီးကိုငါတို့မြင်မိရေရံဖက်ရက်ခါသူဒီနားမှာတောင်းရမ်းစားတောက်နေကြပဲကွာ ဟာဟုတ်လားအဲ့ဒါဆိုသူမမနေလဲကျွန်တော်ကိုပြောပြပါလားဗျာကျွန်တော်တကယ်အရေးကြီးလို့ပါဗျာ ငါပြောပြလို့ရပါရဲ့ကွာအဲ့ဖိုးကြီးကပုံမှန်အားဖြင့်တော့ဒီကစားကွင်းနားမှာဒီဈေးတန်းနေနားမှာပတ်စံလိုက်တောင်းပြီးတော့ညဆိုရင်တော့ကန်းချိန်နာကဂုံးတရာအောက်ကိုတွားပြီးတော့အိတ်လေးရှိရဲ့ကွာအဲ့ဒါသူ့ရဲ့နေရာပဲရဖိုးကြီးကအရန်ကိုစင်းရဲတာကွာဒီနေ့သမင်းနမှန်ဘူးအောင်သူ့အတွက်လွယ်ကူပါမဟုတ်ဘူးသူ့မှာတာသမီကြောထောက်နိုင်ခံလည်းမရှိဘူးဆိုတော့နင်းတည့်ရဲ့အတိုင်းပဲဒီအသက်ကြီးလို့တာသမီကြောထောက်နောက်ကမရှိကူညီမဲ့လို့မရှိဆိုတော့ तू ကတထောင်းစားကြီးဖြစ်နေတဖုံးစားကြီးဖြစ်နေပဲဒီလိုမျိုးဘဝကိုလေပတ်နေကြရကွာဒါနဲ့မင်းကဘာလို့ဒါယူလာမီးနေရလဲသူနဲ့ရောဘာလို့တွေးချင်နေရလဲ ကျွန်တော်အရေးကြီးလို့ပါဗျာသူနဲ့တွေ့မှဖြစ်မှာမလို့ဗျာကျွန်တော်ညီဒီကိစ္စတော့ဒီလူကြီးကငါပြောလို့မဖြစ်သေးဘူးကွာဟွာလေကျွန်တော်ညီကမနေ့ကအဖိုးကြီးနဲ့ဒီမှာတွေ့ခဲ့လို့ပြောလို့ဗျာအဲ့ဒါသူ့ကိုတွေ့ပြီးတော့ကျွန်တော်ပတ်စံလေးပါလေကူညီခြင်းလို့ပါဗျာအဲ့ဒါကြောင့်မလို့နေရမီးနေရ မဟုတ်သေးဘူးနော်ကောင်းလေးမင်းတခုခုတော့မှားနေပြီကွာမင်းရဲ့ညီမနေ့ကအဖိုးကြီးနဲ့တွေ့ခဲ့ဆိုတာလုံးဝမဖြစ်နိုင်ဘူးကွာလုံးဝမဖြစ်နိုင်ဘူးဟုတ်တယ် ဟာကျွန်တော်မလိမ္မာဘူးဗျာတကယ်မနေ့ကသူနဲ့တွေ့ခဲ့ရဗျာဒီပေါင်းမဖြစ်နိုင်ဘူးဆိုတာကဘာလို့မဖြစ်နိုင်ဘူးလို့ပြောရလဲကျွန်တော်သိခွင့်ရှိမလား မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးဘာလို့မဖြစ်နိုင်ရမှာလဲကွာဘာလို့လဲဆိုတော့အဲ့အဖိုးကြီးကလွန်ခဲ့တဲ့3နှစ်ကလေးကကားတိုက်ပြီးတော့တေသွားပြီကွာ ဗျာလွန်ခဲ့တဲ့3နှစ်တည်းကကားတိုက်ပြီးတော့တေသွားပြီဟာဒါဆိုရင်မနေ့ကဘိုးနဲ့တွေ့ခဲ့ရကတရေလားတဆေလားနာဘာဝလားဝိညာဉ်လားဟာဒုက္ခပဲဘာဖြစ်ကုန်တာလဲဟာဖုန်းလာနေရနေအော်ဒါအီဒီစတာပဲကွာအေးဟယ်လိုအီဒီအေးပြောဘာကိစ္စလဲကွာမင်းကငါပြောစရာအများကြီးရှိရဲကွာ ပြောစရာရှိတယ်နောက်မှပြောတော့ကိုကြီးစမရေဘဘပြောတဲ့အဖိုးကြီးနေရာကိုဣတိရှာလို့တွေ့ရဲ့ဗျဒါပေမဲ့လူပုံစံတော့တင်ကြတာပြမနေဘူးဗျဣတိရဲ့ခြေရာခံဆက်ထဲမှာအဖိုးကြီးရဲ့ပုံရိပ်ကိုပဲမြင်နေရရဲ့သူ့ရဲ့အသွေးအသားတွေကိုခြေရာခံမိမနေဘူးဣတိထင်တာတော့အဖိုးကြီးကလူသားတယောက်တော့မဖြစ်နိုင်ဘူးထင်နေဗျဘာပဲဖြစ်ဖြစ်ပါဘဘရဲ့တက်နာကိုဖြည့်ရှင်းနိုင်ဖို့အဖိုးကြီးနဲ့ပြန်တွေ့မှဖြစ်မယ်အဖိုးကြီးရှိနေမယ့်နေရာကိုသူ့ရဲ့ပုံရိပ်ရောင်တွေ့တဲ့နေရာကိုဣတိပို့လိုက်မယ်ကိုစမတို့အခုချိန်တိုက်သွားလိုက်နော်ဒါပဲဘိုးကြီး
ET ပြောလိုက်တဲ့နေရာကတော့ဒီနေရာပဲကွာမင်းမနေ့ကတွေ့ခဲ့တဲ့အဖိုးကြီးကလူလားတက်စေလားငါလည်းမသိဘူးကွာဒါမဲ့တေးကြတော့ငါတို့တွေ့အောင်ရှာမရမယ်ဒါမှမင်းရဲ့ပြဿနာကိုငါတို့ပြန်ဖြေရှင်းခိုင်းလို့ရမှာကွာပြောနေကြပါရဲ့ကွာငါတို့စပြီးရှာလိုက်ကြရအောင်ဒီနေရာကြီးကဘလို့နေရာကြီးလဲငါလည်းမသိဘူးကွာဟိုရှေ့မှာလဲ cherry ပနီလားမသိဘူးပန်းရောင်နေကွာဟာဒီလိုနေရာမျိုးငါတခါမှမရောက်ဘူးဖို့ကြီးနူငါတို့ဒီပေါ်တက်ရမယ်ထင်တယ်ကွာဒီဘေးနားပတ်တက်ရမယ်ထင်တယ်ဘို့လာမင်းအခုမှဘာကြောက်နေလဲကွာလာမင်းပြဿနာကိုဖြေရှင်းဖို့ကငါတို့ဒီတနည်းပဲရှိရော်ရဲ့ကွာတရေဆိုလဲအဲ့တရေကိုငါတို့ရေဝင်ဖမ်းကြရပါကွာမတက်နိုင်တော့ဘူးလို့ဆိုဒီတောင်ကုန်းပေါ်ကိုတက်ရမယ်ကွာဒါလေးရဝါပင်လေးမှတ်လားကွာဟုတ်တယ်ဒါဝယုံတော်ရဲ့ရောက်လာတာပဲကွာဘိုးကြီးအရန်ရှောက်မသွားနဲ့နော်ကြောင်ငါနောက်ကပဲလိုက်ခဲ့ကွာဒီဝယုံတော်ကြီးရဲ့အလွန်မှာဘာရှိမလဲငါတို့လည်းမသိနိုင်ဘူးကွာကြောက်တုံးနေရလေအများကြီးပဲဘေးနားမှာဒီရှက်ဘာကြီးလဲပြောင်းဒါလဲထုံစာကြီးလားမသိဘူးနော်ထော်လာကြီးကမဟုတ်လဲထုံစာကြီးတင်နေကွာအားရောမှာလူတွေရှိရဲ့ Oh my god ဒီမှာလူတွေစားတောင်းနေကြရပဲကွာဘေးနားလည်းဒါဘာလေးလည်းမသိဘူးဘာအဖူးလေးလည်းမသိဘူးကွာဘာဖတ်ဖူးလေးလည်းမသိဘူးဟိုဟာလေးနဲ့အနောက်ကတောင်းလေးရဲ့ထည့်ပြီးတော့ကျိုးလေးနဲ့ကွာဒါလွယ်ပြီးတော့လေသမားရဲ့နေရာထင်တယ်ငါထင်တာဟောပြီးတော့ဒါတရုတ်ပြည်ရောက်သွားလို့ပဲနော်အော်တရုတ်လေသမားရဲ့နေရဲ့လေတော်ခြံလေးတစ်ခုဖြစ်မယ်ကွာဘေးနားမှာလည်းနတ်တွေကိုပူဇော်ထားရလားမသိဘူးဖြစ်နိုင်တယ်ဟိုဘေးမှာလည်းပေါက်တူးတွေတွေ့ရရဲ့ကွာဟိုမှာလည်းမှိုလေးပေါက်နေရနော်ဟုတ်တယ်မှိုလေးပေါက်နေဟာဟုတ်တယ်ဟိအောင်ကြီးဒါတရုတ်လေသမားရဲ့ခြံပဲကွာ Oh my god ညငါဆက်ပြီးတော့ရှာရမယ်ကွာဟာရဟိုမှာငှက်ကလေးအိုးဘာငှက်လေးလည်းမသိဘူးဟေးဟာဟိအောင်လေးအတောင်လေးဖြန့်ပြီးတော့နားနေကြကွာညငါတခြားဟာယူအာယုံလွဲလို့မဖြစ်ဘူးကွာငှက်တရားဒီမှာအများကြီးပဲဒီရှိမှာရောအလို့စေရောငါရဲ့တာဝန်ဖြစ်တဲ့ဟိုအဖိုးကြီးကငါလိုက်ရှာရမှာပဲကွာအဲ့မှာငါညီဘူဘူရဲ့ပုံမှန်ခန္ဓာကိုယ်ပြန်ရမှာအောင်နဲ့ပြန်ပြီးတော့ခွဲထုတ်လို့ရမှာလူတွေရောအများကြီးပဲကွာဒီငါထင်တော့ဒါနတ်စင်ကြီးပဲကွာဟာဟုတ်တယ်နတ်ဖိတ်မှန်ကြီးတခုပဲကွာဒီနေရာဒါဆိုဒီတရုတ်လေသမားတွေကဒီနတ်ကွန်းပေါ့နော်ဒီနတ်ကွန်းကိုလာပြီးတော့စူတောင်းနိုင်ပူဇော်ရည်လုပ်နေကြရပဲကွာအခုမှငါသဘောပေါက်တော့ရဲ့အေးဒါကနတ်ဖိုးကြီးဖြစ်မယ်ကွာဟိုနောက်ကသူ့ရဲ့နတ်ကွန်းကြီးဖြစ်မယ်အထဲမှာလည်းပူဇော်ထားရဲ့ရန်နာပစ္စည်းတွေရောအစားတောက်တွေရောအမွှေးကြိုင်တွေရောအများကြီးပဲကွာနေစမ်းပါဦးအီတီကဘာလို့ဒီနေရာကိုငါ့ကိုပို့လိုက်ရလဲကွာဘိုးတွေးခဲ့တဲ့အဖိုးကြီးရောဘယ်မှာလဲကွာဘယ်မှာလဲ ဟိုမင်းတို့ရောက်လာကြပြီလားကွာ ဟာဒီနတ်ဖိုးကြီးအယုတ်ကြီးကစကားထပြောတယ်ခဟာဟေ့အောင်ဘိုးဟုတ်တယ်မလားဒီနတ်ဖိုးကြီးရုပ်ထုကြီးကနေစကားတိုင်းထွက်လာလားလို့ ဟုတ်ပါရဲ့ကွာငါပြောတာပါဒါမဲ့မင်းတို့ငါ့ကိုမကြောက်ကြပါနဲ့ငါမင်းတို့အန်ရမပေးပါဘူးကွာငါကဒီတရုတ်ရွာလေးကိုကာကွယ်စောင့်ရှောက်ကူညီပေးနေတဲ့နတ်ဖိုးကြီးပါကွာမင်းတို့လည်းတွေ့ရဝမ်းသာပါတယ်ပြီးတော့မနစ်ကဘိုးဆိုရဲ့ကောင်လေးနဲ့တွေ့ကြရလေငါပါပဲကွာ အော်ဒါဆိုတော့အဖေကရှင်းသွားပြီနတ်ဖိုးရဲ့အငွေတက်တွေကိုအီတီကခြေရခံမိသွားလို့ဒီကိုငါ့ကိုပို့လိုက်တာပဲဘိုးကဟာဒါဆိုရင်နတ်ဖိုးရဲ့ကျွန်တော်တောင်းပန်ပါရဲ့ဗျာကျွန်တော်ညီဘာအမားကြီးလုပ်ခဲ့လဲကိုကျွန်တော်မသိဘူးကျွန်တော်ကပဲတောင်းပန်ပါရဲ့ဗျာဟိဘိုးမင်းလည်းတောင်းပန်လိုက်လေကွာဟိုကလေကျွန်တော်ညီကိုဒီဘဝကြီးကနေပြန်လဲကယ်တင်ရေးပါဗျာသူနောက်တစ်ခါကြာရင်အဲ့လိုရေခဲမုတ်တွေကျွန်တော်ရှောက်မစားခိုင်းတော့ပါဘူး ဟုတ်ပါရဲ့နဘဘိုးရဲ့ဘဘိုးလည်းတောင်းပန်ပါတယ်ဗျနောက်တစ်ခါမတိရဲ့ဒစိမ့်နေစီကအဲ့လိုမုတ်တွေဘဘိုးယူမစားတော့ပါဘူးပြီးတော့လောဘကြီးပြီးတော့အများကြီးလည်းမစားတော့ပါဘူးဗျာသူလူကြီးတွေကိုလည်းဘဘိုးလိမ်မပြောတော့ပါဘူးဗျာဘဘိုးခွင့်လုပ်ပေးပါနော်ဘဘိုးဒီကျင်းစာကြီးကနေပြန်လဲဖယ်ပြောက်ပေးပါဗျာ ဘာမှမကြောက်ကြပါနဲ့ကွာဘာမှမကြောက်ကြပါနဲ့ငါကလူကြီးစကားကိုနားမထောင်တဲ့ကလေးတွေကိုအတီတရားလေးတစ်ခုရအောင်လို့လိုက်ပြီးတော့ဆုံးမပေးနေရပါကွာဒီဘိုးဆိုရဲ့ကောင်လေးရလေလူကြီးတွေကိုလိန်ညာပြောဆိုတယ်ပြီးတော့ဒစိမ့်နေမသိရလူတွေစီကမုတ်တွေကိုရှောက်သားပြီးတော့လောပါလေကြီးရဲ့ကွာဒါကြောင့်မလို့ငါဒီကလေးကိုနည်းနည်းလေးပညာပေးလိုက်တာပါကွာဆုံးမလိုက်တာပါဘာမှစိတ်ပူပါနဲ့မင်းတို့ဒီချက်ရောက်လာမယ်ဆိုတာငါကြိုတည်ပြီးတော့ပါကွာကဲ
ငါရဲ့အစွမ်းတွေကိုငါပြန်ပြီးတော့ဖျောက်ပေးလိုက်မယ်ဟာချလောဟာဘူဘူနဲ့အောင်နဲ့ခန္ဓာကိုယ်ပြန်ကွဲသွားပြီကွာဘူဘူကလည်းဘူဘူဖြစ်သွားပြီအောင်နဲ့ကလည်းအောင်နဲ့ဖြစ်သွားပြီဟာတော်ပါသေးရဲ့ကွာကျေးဇူးကြီးလာပါရဲ့ဗျာကျေးဇူးကြီးလာပါရဲ့နတ်ဖိုးကြီးရဲ့ဘာလဲဖြစ်ကျွန်တော်ညီဘို့နောက်တစ်ခါဒီထက်ပို့ပြီးတော့လိမ္မာအောင်ကျွန်တော်ပဲဆုံးမပါမယ်ဗျာအခုလို့ဝိုင်းဆုံးမပေးရတဲ့အတွက်လေကျေးဇူးအများကြီးတင်ပါတယ်ဗျာဖိုးဖိုးကြီးငါ့ကိုရောက်တော့ရောက်ခိုင်းနတ်ဖိုးဖိုးကြီးရဲ့ဒီနတ်ကုန်းလေးမှာအေးစစ်စစ်အနားယူစားတောက်ပြီးတော့သူ့ကိုပူဇော်သွားကြရအောင်ကွာနော်ဘာဖြစ်ကျေးဇူးတင်ပါတယ်နတ်ဖိုးကြီးရဲ့နတ်ဖိုးကြီးနတ်ဖိုးကြီးဟေးနတ်ဖိုးကြီးဟာဘာမှပြန်ပြောတော့ဟာကြည်ရ तू ထွက်သွားပြီထင်တယ်ကွာကဲဖိုးဖိုးကြီးနောက်တစ်ခါမင်းလည်း तू ပြောလို့ပဲကွာမစိုးနဲ့တော့လိန်ပါတော့ကွာနော်မဟုတ်ရင်မင်းနောက်တစ်ခါဘဘကနေပြီးတော့ဘူအောင်နဲ့ပြန်ဖြစ်သွားအောင်မယ်နော် ဘဘကြောက်ပါပြီဗျာနောက်တစ်ခါဘဘလိမ္မာပါတော့မယ်ဗျာဟီ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 ကဲအားလုံးပဲဒီဗီဒီယိုတဘောကြရင် like လေးနှိပ်ပေးခဲ့ကြပါအောင်ကျွန်တော်ရဲ့ channel လေး subscribe လေးမလုပ်ရတဲ့လုပ်ပေးတော့ခဲ့ကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ထပ်ဖို့ကောင်းတဲ့ဗီဒီယိုများများပြန်လဲစုံစည်းကြပါဦးမယ်အားလုံးပဲ see you ပါ